အားလုံးမင်္ဂလာပါမြန်မာနိုင်ငံမှာဒီပါလဲဟွာပေါ့အနုပညာရှင်တွေကစိတ်ကောင်းစီရဲ့ PR နဲ့သူတို့ကစကားရိုက်တဲ့ဟာဒီချောညာတွေရိုက်ခဲ့တဲ့ဟာတွေတွေ့တယ်ရွေးကောက်ပွဲကိစ္စနဲ့အဲ့ထဲမှာအောင်ခိုင်တို့မြင့်မြတ်တို့နေဝင်းတို့တော်လက်တို့ကပမာတွေပါပဲနေတိုးလဲပါတယ်ကျူးလေးရခိုင်ကတော့ကျူးလေးနဲ့နေတိုးလို့ပြောမှာပေါ့အဲ့ဒါကိုကျွန်တော်ပြောမယ်ဒီကအဘောဖုန်ကြီးပေါ့နော်ຫນွေဥတော်လှန်ရေးဖုန်ကြီးဆိုတဲ့လူနေတော့ကိုမေကိုလို့ဆိုပြီးမှဖုန်ကြီးတယောက်ကဒီလောက်ရိုင်းဆိုင်တဲ့စကားလုံးမတုံးတင်ပါဘူးဖုန်ကြီးကရုံတုံးပြီးမှတင်ကန်းဝတ်တဲ့ဖုန်ကြီးတပါးကအနေနဲ့နေတော့ကိုမေကိုလို့ဆိုပြီးမှရေးတဲ့ဟာကြီးရတော့မလွန်လွန်းဘူးလားကွာพี่มาเซเรลัวเลยไอ้จูลีเนี่ยเนตูเนี่ยเอาไปตรอมจูลีเนี่ยเนตูไปอยากใครรู้မျိုးဖြစ်လို့ဆိုတဲ့ပုံစံနဲ့ဆဲသွားကြတယ်အဲ့ဖုန်ကြီးပြောတဲ့မှာအထဲတွေမှာလဲကြည့်လိုက်နေဝင်းတို့အောင်ခိုင်တို့နော်ပြီးမှဟိုတော်လက်တို့မြင့်မြတ်တို့မပါဘူးမျက်နှာမလိုက်ကြနဲ့ဒီအလုတ်ကိုလုတ်နေတဲ့အတူအချင်းချင်းတောင်မှခမရတို့မျက်နှာလိုက်မှာတော့ရခိုင်လူမျိုးတွေကလည်းပြောမှာပေါ့လူမျိုးရေးနဲ့တိုက်ခိုက်တယ်လို့ပြောမှာပေါ့ဥပမာကျွန်တော်ချင်းလူမျိုးထဲမှာမင်းသမီးတွေရှိတဲ့ဟာအဆိုရတွေရှိတဲ့ဟာတွေအဲ့ထဲမှာပါကြည့်ပါလားချင်းတဲ့လာပြောရင်ငါတို့လည်းကြိုက်မှာမဟုတ်ဘူးမင်းတို့ပမာတွေရလဲလေတစ်ဖက်ပိတ်တဖက်ပိတ်တမားတို့အယမ်းများတယ်ဖုန်ကြီးကအစနော်ကျွန်တော်ကပမာမလို့ပြောတာမဟုတ်ဘူးဒါပေမဲ့မင်းတို့ပြောတဲ့ဟာတွေကအယမ်းလွန်သွားပြီအဲ့လိုမျိုးကြီးရတော့ခမရတို့လောက်တာမကောင်းဘူးဖုန်ကြီးကအစကျွန်တော်တို့ပြောမယ်စိတ်တော့မဆိုးကြနဲ့ညီအကိုပမာတွေဒီမြန်မာနိုင်ငံကိုစုပ်ပြတ်တက်ဖြစ်အောင်လဲခမရတို့ဗမာတွေပဲဖန်တီးတာဒီနိုင်ငံမှာလူနဲ့တူအောင်နေလို့မရအောင်လဲခမရတို့ပဲဖန်တီးတယ်တခုပြောမယ်ဆိုလဲခမရတို့ပဲတခုတော့မှတထေးဖြစ်အောင်လုပ်တာလဲခမရတို့ပဲတခုတထေးဖြစ်အောင်လုပ်တာခမရတို့ပဲလေစစ်ကောင်စီတို့ကတခုတွေလေအဲ့ဒီခမရတို့ဘောမာရလဲခမရတို့ပါပဲအဲ့ထဲမှာတိုင်းသားတွေကဟိုနောက်ကနေလိုက်လာတယ်ဘာလို့ဆိုသူတို့လည်းစားကော့လိုချင်တာဟုတ်မြန်မာနိုင်ငံမှာလူဦးရေအများဆုံးထဲကယူအားတဲ့လူအများဆုံးလဲဗမာတွေပဲကျွန်တော်ပြောတာကျွန်တော်အမှန်ပြောလို့ခမရတို့တော့ခါမယ်ဆိုရင်လဲကိစ္စမရှိဘူးအမုန်းခံပြီးမှပြောမယ်နှစ်ပေါင်း90ကျော်ဒီအတွန်းမှာနစ်လာတာအာနာတင်းလိုက်ပြန်ပေးလိုက်အမျိုးမျိုးလှုပ်လိုက်တာလဲမင်းတို့ပမာလူကြီးတွေပဲအထူးတစ်ဖြစ်အောင်ဆန်းစုကြည်တို့ဦးဝင်းမြတ်တို့တမရာကြီးတွေဖမ်းလာလဲမင်းတို့ပမာလူမျိုးတွေပဲမင်းတို့ပမာလူမျိုးတွေအချင်းချင်းဖြစ်တဲ့ပြဿနာမှာတို့တိုင်းသားတွေရောင်ချလဲပြီးမှဟာလားဟိုဖက်ပါမလို့ဒီဖက်ပါမလို့ဟိုဖက်မပါလိုက်ဒီဖက်မပါလိုက်ဒီဘဝနဲ့ကျွန်တော်တို့နှစ်ပေါင်း90လဲနေကြတယ်ကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ကဗမာတွေကြောက်ပြောရင်ခမရတို့ခံပြင်းတယ်အခုရခိုင်ဖက်မှာရက်တီတာမဟုတ်ဘဲနဲ့ခမရတို့နေတိုးကိုတော့မှဖုန်ကြီးတပါးဖြစ်ပြီးမှတင်ကန်းလူဝတ်ကိစ္စမရှိဘူးခမရတို့ဝတ်ထားတဲ့တင်ကန်းကဘလောက်မြင့်မြတ်လဲဆိုတော့ခမရတိတလားဖုန်ကြီးတပါးအနေနဲ့ဒီတင်ကန်းကိုခြုံရဲ့အသားနဲ့နေတိုးကိုမေကိုလို့ဆိုတဲ့စကားလုံးကိုရေးသွားတာငါတော့မင်းအကောင့်တွေကြည့်တော့အော်အရင်တော့ကျွန်တော်မင်းအားပေးခဲ့ဘူးတယ်ဒါပေမဲ့အရင်တော့လည်းတစ်ခါတလေကျွန်တော်ဝေဖန်ခြင်းတယ်ဒါပေမဲ့ကွာထားလိုက်ဆိုပြီးမှအများအားထားဖြစ်တယ်ဒီတစ်ခါတော့ပြောပြရစီများလုံးပြီဖုန်ကြီးတပါးဖြစ်ပြီးမှမင်းတို့ဖုန်ကြီးတွေပဲစစ်တပ်ဘောမာလာလဲဖုန်ကြီး
ဒီမိုကရေစီလို့ဘာလို့လဲခမရတို့ဖုန်ကြီးတွေအရန်ဆိုးတယ်ပေါက်ကိုတော်တို့ပါညာတို့ဆိုလို့ရှင်လဲစစ်တပ်ဖက်ကပါတဲ့လူတွေတီကောင်နဲ့တင်ကန်းဝတ်အားမနာဘူးခမရတို့ဝတ်ထားတဲ့ဟာကဒီဟာခမရတို့ချီခိုးနေတဲ့တန်ဖိုးရှိတဲ့တကယ်ကိုလေးစားအပ်တဲ့တကယ်ကိုနိဗ္ဗာန်ရောက်နိုင်တဲ့ဆိုပြီးမှခမရတို့ယုံကြည်ထားတဲ့တင်ကန်းမဟုတ်ဘူးလားဖယားဝတ်ထားတဲ့တင်ကန်းမဟုတ်ဘူးလားအော်ပါရဲကွာဖုန်ကြီးတပါအနေနဲ့မြတ်တာပို့ပြီးမှဆူတောင်းပေးရမှာဒီလိုမဖြစ်ဖို့ဒီလိုမလုပ်ဖို့ပေါ့တင်ကန်းလည်းဝတ်တယ်တင်ကန်းမဝတ်ဘူးဆိုလို့ရှင်တော့ဖုန်ကြီးထွက်ပလိုက်ပေါ့တခါတည်းနဲ့ဖုန်ကြီးထွက်ပြီးမှကြိုက်တယ်လို့ပြောရတယ်ဖုန်ကြီးတပါမှာခရစ်ယာန်မှာပဲဖြစ်ဖြစ်မွတ်စလင်မှာပဲဖြစ်ဖြစ်ဗုဒ္ဓမှာပဲဖြစ်ဖြစ်ဒီဟာကိုထိန်းရမယ်ခမရတို့မထိန်းတော့ခမရတို့ဒီဝစီကိုမထိန်းနိုင်တော့ဂျန်နဲ့အလုံးကလည်းပိုးပြီးမှအတူယူပြီးမှကြိုက်တယ်လို့လုပ်နေတယ်ခရစ်ယာန်မှာလည်းဒီလိုမျိုးရှိတယ်ဗုဒ္ဓမှာလည်းရှိတယ်ဟိန္ဒူမှာလည်းရှိတယ်မွတ်စလင်မှာလည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဒါမကြိုက်တာဦးဆောင်ဘာသာရေးပိုင်းမှာတကယ်အလေးထားနေတဲ့လူကြီးပိုင်းပြောမယ်ဆိုဖုန်ကြီးတွေပေါ့ခမရတို့ဒီလိုနေမှာတော့အောက်ခြေကားတွေဆိုတော့ခမရတူးကြောင့်မဟုတ်ဘူးလူတွေကျွန်တော်ပြောတာတူးပဲပြောတာဒါပေမဲ့ပျက်စီးတာကလူအများကြီးပျက်စီးတယ်ခရိယာမှာလည်းဒီလိုပဲကျွန်တော်တို့ခရိယာမှာလည်းတရားဟောတာလွဲသွားတာနဲ့သူတယောက်တည်းမဟုတ်ဘူးပါတဲ့အနောက်ကထောင်နဲ့တောင်းတဲ့လူတွေအယူလွဲကုန်တာဒါကြောင့်ခမရတို့ဖုန်ကြီးတွေဆိုတော်တရီထားပါဖုန်ကြီးဖြစ်ပြီးမှတင်ကောင်းကိုရဲ့အသားနဲ့တောင်မှကိုမေကိုလို့ရေးရဲတယ်ဆိုလို့ရှင်တော့မင်းကြောက်မင်းမေပြန်လို့ဆိုလို့ရှိရင်တော့ခမရချိုက်မလားဖုန်ကြီးတပါနော်အိမ်ထောင်မပြူဘူးမိမမယူဘူးဆိုတဲ့လူကဒီလိုစကလုံးတုံးနေဆိုကြရရတယ်မှားတယ်ကျွန်တော်ကတော့ကန့်ကော့တယ်မကြိုက်ဘူးဖုန်ကြီးတပါဆိုပြီးမှຫນွေဥတော်လှန်ရေးဆရာတော်ကြီးဆိုပြီးမှနာမည်ကြတော့မဲ့ထားလိုက်တယ်ကျွန်တော်တို့လေးစားလာတာအရင်တော့ကတော့တာရုံမစကားပြောတာလွန်တဲ့ဟာတွေအများကြီးရှိတော့ကျွန်တော်တို့ကမပြောဘူးတခါမှကျွန်တော် comment လည်းမပေးဘူးနားထောင်ပေးတယ်ဖုန်ကြီးလည်းလူပဲတခါတလေကျရင်တော့ရှိမှာပေါ့လို့ဒါနဲ့ပဲကျွန်တော်တို့ကအခုကျတော့ခမရတော်လွန်သွားပြီအောင်ခိုင်တို့မြင့်တို့ကြောက်နေဝန်းတို့ကြောက်ဘာမှမလို့မပြောတာလားလို့ကျွန်တော်ပြန်မေးမယ်ဆိုလို့ရှိရင်ဘာဘူးအိုင်းနိုင်ခမရတို့6 home မှာအဲ့လောက်ပဲပြောမယ်ထပ်ပြောရင်တော့လွယ်မှာမဟုတ်ဘူး